DV lottery ပုတ်ပြီးရင်ဘာဆက်လုပ်မလဲမင်္ဂလာပါခင်ဗျ follower တယောက်ကမေးထားပါတယ် DV ပုတ်ထားရင်ဘာဆက်လုပ်တင်ပါတလဲပြောပေးပါတဲ့ဒီမေခွန်းကအရေးကြီးပါတယ်အထူးသဖြင့်အခု2026အခြေအနေမှာတိထားရမယ့် update တစ်ခုလည်းရှိပါတယ်ပထမဆုံးတိထားရမှာက DV lottery ပုတ်တယ်ဆိုတာ green card ရပြီလို့ဆိုလိုတာမဟုတ်သေးပါဘူး DV မှာ select ဖြစ်တာက immigrant visa ရှုပ်ဖို့အခွင့်အရေးရလာတာပါနောက်ထပ် eligibility requirements တွေကိုပြည့်မီရပါသေးတယ်ဒါဆိုပုတ်ပြီးဘာလို့ရမလဲဆိုရင်ပထမအဆင့်မှာကိုတကယ် select ဖြစ်တာဟုတ်မဟုတ် official website မှာစစ်ပါ email ကနေဟလာမင်း DV ပုတ်ပြီးပတ်စံပူပါဆိုတာမျိုးကိုမယုံပါနဲ့US State Department ရဲ့ official entrant status check ကနေပဲဆေးရပါပဲဒုတိယအဆင့်ကတော့ DS260 ကိုဖြစ်တင်ရပါမယ် DV select ဖြစ်ပြီး American ကို immigrant အနေနဲ့တွားချင်တယ်ဆိုရင် online immigrant visa application ဖြစ်တဲ့ DS260 ကိုဖြည့်ရပါတယ် State Department ကလည်း selected entrants တွေကို DS260 ကိုအမြန်ဆုံး complete လုပ်ဖို့တိုက်တွန်းထားပါတယ်ကိုနာမည်မွေးတက္ကရာနေရလိပ်စာအလုပ်ကိုင်ပညာရေးမိသားစုနဲ့ immigration history စတဲ့အချက်လက်တွေကိုမှန်ကန်ဖြစ်ဖို့အရေးကြီးပါတယ်တတိယအဆင့်မှာတော့ case number ကိုတည်ထားရပါတယ် DV ပုတ်တူတိုင်း interview ကိုချက်ချင်းမခေါ်ပါဘူးကိုရဲ့ case number နဲ့ visa bulletin အခြေအနေကအရေးကြီးပါတယ် interview schedule ရလာတဲ့အခါ entrance status check မှာ appointment information ကိုတွေ့နိုင်ပါတယ်စတုထအဆင့်မှာတော့ documents တွေပြင်ဆင်ထားရမှာဖြစ်ပါတယ် passport မွေးစရင်လက်ထပ်စာချုပ်စရင်လက်ထပ်စာချုပ်လိုအပ်တဲ့ civil documents police certificate နဲ့ပညာရေးအထောက်အထားတွေပြင်ဆင်ထားရပါမယ်ပြီးတော့ DV ရဲ့ principal applicant ဟာသတ်မှတ်ထားတဲ့ high school education requirement ဒါမှမဟုတ် qualifying work experience requirement ကိုလည်းပြည့်မီဖို့လိုအပ်ပါတယ် interview မတိုင်ခင် authorized physician နဲ့ medical examination လုပ်ရပါတယ် interview ရောက်ရင် consular officer ကခု case ကိုစစ်ဆေးပြီး visa ရနိုင်မရနိုင်ဆုံးဖြတ်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာ2026အတွက်အလွန်အရေးကြီးတဲ့ update တစ်ခုရှိပါတယ် US Department of State ရဲ့လက်ရှိ official guidance အရ December 23, 2025 ကစပြီး diversity visa issuance ကို pause လုပ်ထားပါတယ်ဘာကိုဆိုလိုတာလဲဆိုရင် DV applicants ဒီဟာ application တင်တာ interview appointment ရတာ interview တက်တာတွေဆက်လက်လုပ်နိုင်ပါတယ်ဒါပေမဲ့လက်ရှိ guidance အရDV visa ကို issue မလုပ်ပေးသေးပါဘူးပြီးတော့ဒီ pause မှာ exception မရှိဘူးလို့လည်း State Department ကပြောထားပါတယ်ဒီအချက်ကြောင့် DV 2026 selectees ဒီအတွက်ချိန်ကအထူးကြီးပါတယ် DV 2026 eligibility က September 30 2026မှာကုန်ဆုံးမှာဖြစ်ပါတယ် September 30ရောက်တဲ့အထိ visa ဒါမှမဟုတ် qualifying status မရရှိဘူးဆိုရင် DV 2026 selection ကနေနောက်နှစ်ကိုအလူအလျောက် carry over လုပ်မရပါဘူးဒါကြောင့် visa issuance pause ဖြစ်နေတယ်ဆိုတော့ဘာမှမလုပ်တော့ဘူးဆိုပြီးမနေပါနဲ့ကိုရဲ့ DS260 documents medical နဲ့ interview process တွေကို official instructions အတိုင်းဆက်လက်လုပ်ထားဖို့အရေးကြီးပါတယ်နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ DV ပုတ်တာနဲ့အိမ်ရောင်းတာအလုပ်ထွက်တာပြန်မရနိုင်တဲ့လေရင်လက်မှတ်တွေဝေတာမျိုးမလုပ်သေးပါနဲ့ visa ကိုတကယ်လက်ခံရရှိပြီးမှအကြီးစားဆုံးဖြတ်ချက်တွေချတင်ပါတယ်အချင်းချုပ်ပြောရရင် DV ပုတ်ပြီး official site မှာ confirm လုပ် DS260 တင် case number ကိုစောင့်ကြည့်document ပြင် medical လုပ် interview တက်ဒါပေမဲ့အခု2026မှာတော့ DV visa issuance pause ဖြစ်နေတဲ့ဆိုတဲ့အချက်ကိုမဖြစ်မနေသိထားကြဖို့လည်းလိုအပ်ပါတယ် DV 2026ဖြစ်တယ်ဆိုရင် September 30, 2026 deadline ကိုလည်းအထူးသတိထားကြပါအားလုံးကိုကျေးဇူးတင်ပါတယ်